Thyroid Collaborative Skin တခုဖြစ်တဲ့ Street Fighter Skin နဲ့ QS Skin တို့ရဲ့ effect တွေကိုဒီနေ့ဗီဒီယိုမှာရှင်းပြကြမယ်။ Hey guys ကျွန်တော်ကတော့မောင်တိုင်းပါကျွန်တော်ရဲ့ Thyroid Game လေးတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ဗျာအားပေးတဲ့လူတယောက်စီကတော့ကျေးဇူးအထူးပဲတင်ရှိပါတယ်ဆိုတော့ ဗီဒီယိုလေးကိုစလိုက်ရအောင်ဗျာကဲကိုလိုလိုရင် animation နေပြီးတော့အရင်စကြည့်လိုက်အောင်ဗျာanimation ကိုပြောမယ်ဆိုရင်ကျွန်တော်အနေနဲ့နေရာစလုံးကိုပို့ပြီးအားရတယ်ဆိုပေမဲ့ကျွန်တော် Street Fighter ကိုတော့လူကြီးဆန်လို့ပိုကြိုက်ပါတယ်Walking Effect ဆိုလို့ရှိရင် Keyword ကပဲပါပြီးတော့ Street Fighter Walking Effect ကိုမထည့်ပြီးတော့ထင်ပါတယ်ဗျeffect လေးကိုတော့ကျွန်တော်နေမခေါ်တတ်ပါဘူးဒါပေမဲ့တော်တော်လေးတော့ကြိုက်ပါတယ်နှစ်ခုလုံးကတော်တော်လေးလှတယ်ဖေးစစ်တက်မှာဆိုလို့ရှိရင် keyword ကတော့လှတဲ့ဘက်ကိုသွားပြီးတော့ဒီဘက်က Street Fighter ကတော့ smooth ဘက်ကိုသွားရင်လို့ကျွန်တော်မြင်ပါတယ်ဘယ်လိုလဲဆိုတော့နည်းနည်းလေး smooth ဖြစ်တယ်ပေါ့နော်highlight တဲ့ effect နေရဆိုရင် Street Fighter ဘက်ကနေကြည့်မယ်ဆိုရင်လက်သေးပုံစံလေးသွားရပါတယ်Keyword မှာဆိုလို့ရှိရင်လေ keyword ကတော့သူ့အနေနဲ့သူလှတယ်လို့ဒီဘက်က Street Fighter ကလည်းစိမ့်ရောက်နေတယ်သူ့အနေနဲ့သူလှပါတယ်Skill 2ဝင်တဲ့ဟာမှာလည်းဒီဘက်က keyword ကပုံပေါက်တဲ့ effect လေးသုံးထားလို့ဒီဘက်ကလည်း water ပုံစံလေးသုံးထားပါတယ်ပြီးတော့ဒီပါရိုက်တဲ့ effect မှာဆိုလို့ရှိရင်တော့ Street Fighter ကိုပို့ပြီးတော့အားရပါတယ်ဒီကောင်းခောက်တဲ့အကွက်မှာဆိုလို့ရှိရင်လည်း keyword ကအားတာရဆိုပေမဲ့ Street Fighter ကိုပို့ကြိုက်ပါတယ်အဲဒီမှာဆိုရင်လည်းဒီ line လေးပေါ်လာတာတော်တော်လေးမိုက်တယ်လို့အောက်မှာလီးနေနည်းနည်းမြင်လိုက်ရတယ်လို့ပဲအဆုံးလေးကြည့်ပဲဆိုတယောက်စီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော် channel ကို subscribe လုပ်ရသေးရင် subscribe လေးလုပ်ပေးကြပါအောင်ဗျာ